안녕하세요. konnichiwa. hello. ဆိုတော့ဒီဗီဒီယိုလေးကကျွန်တော် channel ရဲ့ဒီ day 2ပေါ့နော်ဒုတိယမြောက်ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်နှာနေစီနေအတန်လေးရောပြီးခံမနားထောင်ပေးပါနော်ဆိုတော့ဒီနေ့ကတော့ကျွန်တော် share လေးပေးပါချင်တာကတော့ဒီ Korean နဲ့ Japanese ပေါ့အဲ့ဒီဘာသာစကားနှစ်ခုမှာဒီ vocab လေးတွေပေါ့နော် vocab လေးတွေမှာအတန်အတွက်ကွဲပင်ဒီပေါ့နော်ပြောရမလဲအတန်အတွက်တူတယ်ပြီးအဓိပ္ပာယ်လည်းတူတယ်ပေါ့နော်အဲ့ဒီလိုမျိုး vocab လေးတွေကို sharing လုပ်ဖို့တမဖြစ်ပါတယ်ဆိုတော့အကြည့်မိတာပါနော်ဆိုပထမဆုံးအနေနဲ့မြန်မာလိုဆိုရင်တော့စာကြည့်လိုက်ပါနော်စာကြည့်လိုက်ကိုကိုရီးယားလို့ဆိုလို့ရှိရင်ဒိုစောကွမ်ပေါ့နော်ဒိုစောကွမ်စာကြည့်လိုက်ဒိုစောကွမ်စာကြည့်လိုက်မြင်ရတော့မသိဘူးနော်ဒိုစောကွမ်စာကြည့်လိုက်ဒိုစောကွမ်စာကြည့်လိုက်ဂျပန်လိုဆိုလို့ရှိရင်တော့ဒိုရှော့ခန်စာကြည့်လိုက်ပေါ့နော်ဒါခန်းကြီးရှိပြီမှကျွန်တော်ခန်းကြီးလိုတော့မရစ်ပြတော့ပေါ့နော်ဒိုရှော့ခန်စာကြည့်လိုက်ဒိုစောကွမ်စာကြည့်လိုက်ကိုရီးယားလိုကဒိုစောကွမ်ဂျပန်လိုကဒိုရှော့ခန်အဲ့ဆိုရင်တန်တွက်ကတော်တော်လေးကိုနီးစပ်တယ်ပေါ့နော်စင်တယ်ပြောလို့ရမယ်အဓိပ္ပာယ်လေးတူတူပဲစာကြည့်လိုက်ပဲပေါ့နော်ဆိုတော့အင်္ဂလိပ်လိုကတော့ library စာကြည့်လိုက်ပေါ့နော် library စာကြည့်လိုက်ဒိုရှော့ခန်စာကြည့်လိုက်ဂျပန်လိုဒိုရှော့ခန်ကိုရီးယားလိုဆိုလို့ရှိရင်ဒိုစောကွမ်မြန်မာလိုဆိုတော့စာကြည့်လိုက်အင်္ဂလိပ်ဆိုရင် library ပေါ့နော် library တော့ဒါအဲ့လိုကြည့်တော့ပြောချင်အောင်မလို့ပါဘူးတော်တော်များများသိလာမှာထင်ပါတယ်ဆိုတော့နောက်တစ်ခုကတော့သတင်းစာပေါ့နော်သတင်းစာကိုရီးယားလိုကတော့신문သတင်းစာဂျပန်လိုကတော့신분သတင်းစာပေါ့နော်신분သတင်းစာအင်္ဂလိပ်လိုကတော့တော်များများသိတာမှတ်မှာ newspaper ပေါ့နော် newspaper သတင်းစာကိုsorry English no comment ဂျပန်လိုကတော့ 신문သတင်းစာကိုရီးယားလိုဆိုရင် 신문သတင်းစာပေါ့နော် 신문 newspaper သတင်းစာဖြစ်ပါတယ်ဆိုတော့ခုအကြောင်းပြချက်ဆိုကျွန်တော်မြင်ကုန်နေလို့အနီအောင်လေးနဲ့ပဲရေးပြရမယ်နော်ဆိုတော့ကိုရီးယားလိုဆိုရင်เนาะအကြောင်းပြချက်က EU အကြောင်းပြချက်ဂျပန်လိုကတော့ review ဒါဆိုတော့ခန်းကြီးရှိတယ်မှာဒီမှာခန်းကြီးရောမေးပြတော့ review အကြောင်းပြချက် EU အကြောင်းပြချက် review အကြောင်းပြချက် EU အကြောင်းပြချက်အင်္ဂလိပ်လိုကတော့ reason ပေါ့နော် reason အကြောင်းပြချက် review အကြောင်းပြချက် EU အကြောင်းပြချက်ဂျပန်လိုက review ကိုရီးယားလိုက EU အင်္ဂလိပ်လို reason အကြောင်းပြချက်နောက်တစ်ခုကကျောင်းသားကျောင်းသူပေါ့ကျောင်းသားကျောင်းသူကကိုရီးယားလိုက학생ကျောင်းသားကျောင်းသူ학생ကျောင်းသားကျောင်းသူဂျပန်လိုဆိုရင်တော့တလုံးချင်းထမယ်ဆိုရင်တော့学生ဒါပေမဲ့ပြောလို့တော့ပြောလို့ဒီစကားပြောနေတယ်ပြောမှာဆိုဘယ်သူမှ学生ဆိုပြီးပြောတာမဟုတ်ဘူး။学生လို့ပြောတယ်နော်။学生ကျောင်းသားကျောင်းသူ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 student ဘာလို့ကျောင်းသားကျောင်းသူ student ကျောင်းသားကျောင်းသူ学生ကျောင်းသားကျောင်းသူ学生ကျောင်းသားကျောင်းသူ
ပြီကျောင်းသားကျောင်းသူကစိတ်ပြီးတော့ရေဆိုတော့နောက်ဆုံးတစ်ခုอ่ะရောဆရာဝန်ပေါ့နော်ဆရာဝန်ရောဆရာဝန်ကိုရီးယားလူอ่ะဥိစာဆရာဝန်ဥိစာဆရာဝန်ဂျပန်လူကတော့အီရှာဆရာဝန်ဒေါက်တာပေါ့နော်ဆရာဝန်ဒေါက်တာဆရာဝန်အီရှာဆရာဝန်ဥိစာဆရာဝန်ဆိုတော့နောက်ဆုံးကနေပဲပြန်ပြီးပြင်တစ်ခေါက်ပြန်ပြရနော်ဒေါက်တာဆရာဝန်အီရှာဆရာဝန်ဥိစာဆရာဝန်ကျောင်းသားကျောင်းသူဆိုလို့ရှိရင် student 学生ဆိုပေမဲ့ပြောလို့စကားပြောနေတဲ့ထွက်လို့ရှိရင်学生ဖြစ်မယ်학생ကျောင်းသားကျောင်းသူ reason အကြောင်းပြချက် EUသတင်းစာ newspaper 新聞 library 図書館ဂျပန်လိုဆိုရင်図書館ကိုရီးယားလိုဆိုရင်圖書館စာကြည့်လိုက် library 圖書館စာကြည့်လိုက်ဆိုတော့ဒီနေ့ကလည်းဆုံးတော့ဒီမှာပဲအဆုံးလုပ်လိုက်ပါမယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye